branded တွေဝယ်နိုင်ရင်သူတို့ရဲ့အောင်မြင်မှုဒီ luxury ပစ္စည်းတွေဝယ်နိုင်သုံးနိုင်ဆွဲနိုင်လို့ရှိရင်လူတွေကသူတို့ကိုအထင်ကြီးမယ်လို့ထင်ကြတယ်။ Hello ဒီနေ့မှာတော့လူငယ်တွေအတွက် topic တစ်ခုကိုဆွေးနွေးချင်ပါတယ်။အဲ့ topic ကကိုကအလုံးလုံးနေချိန်မှာရုပ်ထုပစ္စည်းတွေနောက်ကိုလိုက်တင်လာဆိုတဲ့ topic နဲ့ပေါ့နော်။ခုခေတ်မှာလူငယ်များစုအမှားတစ်ခုရှိတတ်ကြတယ်။ဘာလဲဆိုတော့သူများတွေသွားရလာရမြင်စားရတော့တာမြင်ကိုလည်းလှုပ်ချင်တယ်ကိုမှရှိတဲ့အတိုင်းအတာထက်ကြော်လွန်ပြီးတုံးတက်ကြတယ်ဒီဟာကလှုပ်တင်လားမလှုပ်တင်လားဆိုရင်ကိုကအခုလက်ရှိလမ်းခုလက်မှာစူးစမ်းနေစေလူငယ်တယောက်ဆိုရင်တော့ဒီဟာမျိုးကမလှုပ်တင်ပါဘူးပြောလို့ရှိရင်တော်တော်များများကသူများတွေနောက်ဆုံးပေါ်ဖုန်းကင်လို့ရှိရင်ကိုလည်းကင်ချင်တယ်သူများတွေနောက်ဆုံးပေါ် branded တွေအင်ဂျီရဲ့အဝတ်စားတွေဝယ်ရင်ကိုလည်းဝယ်ချင်တယ်ဒီဟာကကို့မှာလုံလောက်တဲ့အမောက်ရှင်တော့ပြဿနာမဟုတ်ပေမဲ့ကိုတက်နိုင်တာထက်ကြော်လွန်တဲ့အမောက်ဖြစ်သွားရင်တော့ဒါကပြဿနာဖြစ်လာပြီ။ဘာလို့လဲဆိုရင်အခုခေတ်မှာတော်တော်များများက social media မှာကြွားကြရဲပေါ့နော်။ဘယ်လောက်သုံးနိုင်မှာလဲဘယ်လောက်ဖြုံးနိုင်မှာလဲ။ဘယ်လိုမျိုးဖုန်းအကောင့်စားတွေလဲလိုက်ပါတယ်ဆိုပြီးတော့အမြဲတမ်း post တွေနဲ့ Instagram တွေမှာရော Facebook မှာရောပေါ့နော်။ကိုကအားကြတယ်။ကိုအားကြတာကသူတို့ရဲ့ဒီဝယ်တာကအစ်စ်မှန်လား။ပြောရရင်တော့တချို့တွေကအရေးကြဝယ်တာတွေလည်းရှိတယ်။ကိုကဒီနောက်ွယ်အရာတွေကိုမသိပဲနဲ့သူများကိုအားကြတတ်တယ်။သူတို့ကနောက်ွယ်မှာဘယ်လိုလုပ်ခဲ့မှမသိဘူး။ဒီပတ်စံတွေကတန့်ရှင်းရလားဘယ်လိုနည်းနဲ့ယူခဲ့ရလဲဒီပစ္စည်းကိုဆိုတော့ကိုမသိနိုင်ဘူးလေ။အဲ့တော့လူကတော်များများအမှားရှိရဲ။အဲ့ဒါဘာလဲဆိုတော့သူကပတ်စံရှိရနဲ့ရှိတဲ့ပတ်စံကိုဖြုံးမယ်သုံးမယ်သွားမယ်လာမယ်တကယ်ချင်းတွေနဲ့ပြောပါနောက်လိုက်မယ်အဲ့လိုမျိုးတွေရှိတတ်တယ်။သူတို့ရဲ့အောင်မြင်မှုကဘာလဲဆိုတော့ branded တွေဝယ်နိုင်ရင်သူတို့ရဲ့အောင်မြင်မှုဒီ luxury life ဒီ luxury ပစ္စည်းတွေဝယ်နိုင်သုံးနိုင်ဆွဲနိုင်လို့ရှိရင်လူတွေကသူတို့ကိုအထင်ကြီးမယ်လို့ထင်ကြတယ်ဒါပေမဲ့ဒီဟာကထင်ကြီးစရာမဟုတ်ပါဘူးလူတွေကကို post တင်လိုက်လို့ရှိရင်ဒီပစ္စည်းကိုခဏတာတော့စိတ်ဝင်စားကြတယ်ခဏလေးဝင်ထောက်ပြီးကြည့်ကြကြတယ်ဒါပေမဲ့ရက်ကြာကြီးဘယ်လို့မှစိတ်ဝင်စားဘူးလေတကယ်လို့ကိုကဒီပစ္စည်းကိုအကျွေးနဲ့ဝယ်ထားရတယ်ဆိုရင်ဒီအကျွေးကိုကအကြာကြီးစားမယ်ကိုယ့်အတွက် pressure တွေလည်းရှိရဲဘာလို့လဲဆိုကိုသုံးနိုင်တာထက်ကျော်လွန်တဲ့အမောက်ကိုသုံးထားတဲ့အတွက်တကယ်အောင်မြင်တဲ့သူတွေကိုကြည့်လိုက်လို့ရှိရင်သူတို့ကအစပိုင်းမှာရုပ်ဝတ္ထုပစ္စည်းရဲ့နောက်ကိုသူတို့မလိုက်ခဲ့ကြပါဘူးသူတို့လိုက်ခဲ့တာကသူတို့ရဲ့ skill တွေ discipline တွေသူတို့ရဲ့ mindset တွေသူတို့ရဲ့ long term future နောက်ပဲသူတို့ကလိုက်ခဲ့ကြတာဒီအလုပ်လုပ်နေတဲ့အချိန်မှာရုပ်ဝတ္ထုပစ္စည်းတွေနောက်လိုက်တာကဘာလို့မကောင်းတာလဲသူတယောက်စူးစမ်းနေတဲ့အချိန်ဆိုတာကသူ့ရဲ့ဘဝတည်ဆောင်နေတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာကဖုန်းတဲ့အဝတ်အစားအကောင်းစားတွေအဲ့လို luxury ပစ္စည်းတွေကိုတချို့တွေဆိုလို့ရှိရင်ကိုကားမဟုတ်ဘဲနဲ့ကားကောင်းစားကြီးတွေကိုငှားရမ်းပြီးသုံးနေလူတွေတောင်ရှိတယ်။ဒီမျိုးကိုတက်နိုင်တာတဲ့ကြော်လွန်တဲ့အမောက်ကိုစိတ်ဝင်စားလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ focus တွေကိုယ့်ရဲ့ goals တွေကတဖြည်းဖြည်းချင်းပျောက်လာလိမ့်မယ်။နောက်ဆုံးကျရင်ကိုယ့်ဘဝကိုပါပျောက်ကွယ်သွားလိမ့်မယ်။တဲ့လူတွေကလေကိုယ်မှပတ်သက်သိမ်းရှိတာနဲ့ဟိုလျှောက်သွားမယ်လျှောက်သွားမယ်အဆောင်အတိတ်ပဲမဲ့ဖြုံးတိလိုက်ကြတယ်။ကို investment လုပ်တာကရုပ်ဝတ္ထုပစ္စည်းတွေပေါ်ကို investment လုပ်တာထက်ပိုကောင်းတယ်။ဥပမာကိုယ်တိုင်လည်းအရင်တုန်းကတော့အဲ့လိုပတ်စံတွေရှိလို့ရှင်ဖုန်းတွေလဲတယ်အဲ့လိုအဓိပ္ပာယ်မရှိတာရှောက်ဝယ်တယ်ပြီးရင်ဒီပစ္စည်းကလိုလားဆိုရင်မလိုအပ်ဘူး။နောက်ဆုံးကျရင် makeup ပစ္စည်းတွေဆိုလို့ဝယ်ရတဲ့အများကြီးပဲ။ပြီးနောက်ဆုံးကျရင် expire date တွေကုန်သွားတယ်မသုံးဖြစ်ဘူး။နှစ်ခုသုံးခုတွေဝယ်ထားပြီးတော့ဒီနောက်ပိုင်းကျဒီနှစ်မှာသိချာကိုဆန်းစစ်ရတယ်။ငါကဒီပစ္စည်းကိုလိုရဲလား။ငါအစစ်မှန်ရောသုံးဖြစ်မှာလားဆိုပြီးကိုပြန်ပြီးတွေးကြည့်ရတယ်ဒီပစ္စည်းတွေကိုဝယ်လိုက်တဲ့ချိန်မှာခဏတာတော့ပျော်ရွှင်ရမှာပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျရင်အကျွေးဆက်ရတာနဲ့ကာမိရဲ့လားဆိုတာကိုပြန်ပြီးတော့စဉ်းစားတင်တယ်ကို investment လုပ်တာကပစ္စည်းတွေပေါ်မှာ investment လုပ်တာထပ်ပိုးပြီးအများကြီးကောင်းတယ်ဥပမာပတ်စံရှိလာတဲ့ကိုကတင်တဲ့နေတက်မယ်ကိုလိုအပ်တဲ့ကိုက video editor တယောက်ဆိုလို့ရှိရင်လေကိုကcontent တွေပါ create လုပ်နေဆိုရင်လည်းဒီ content နဲ့ပတ်သက်တဲ့တင်တဲ့နေတက်မယ် video editing သမားတွေဆိုလဲမီလုံးတွေဝယ်မယ် phone stand တွေဝယ်မယ်ဒါကကျတော့ investment လုပ်တာလေကိုကလိမ့်ပဲမဲ့ဖြုံးတိလိုက်တာမဟုတ်ဘူးမဟုတ်ပဲဒီနောက်ဆုံးဖုန်းတွေကိုကဒီအမောက်ကိုမတက်နိုင်ဘဲနဲ့ဝယ်လိုက်လို့ရှိရင်နောက်ဆက်တွဲဖြစ်လာမယ်ဆိုကြဘယ်သူခံရမှာလဲကိုပဲခံရမှာလူတွေကကိုမှရှိရဲ့ပစ္စည်းကိုသူကခဏတာတောင်စိတ်ဝင်စားကြအောင် post တင်လိုက်တဲ့တစ်ချက်မှာပဲသူတို့ကသူတင်ထားရပဲဆိုပြီးထောက်ပြီးကြည့်လိုက်တာတစ်ခုပဲအဲ့တစ်ခုအတွက်နဲ့ရင်ရတာတန်ရဲ့လားကိုပြန်ပြီးမေးကြည့်တဲ့နဲ့အဲ့ဒီအခိုက်တန့်ကိုအဲ့တင်လိုက်တဲ့အခိုက်တန့်ကိုတော့ပျော်စရာတော့ကောင်းတယ်ဒါပေမဲ့အဲ့ဒီပျော်စရာတစ်ပတ်တောင်မခံဘူးဒီဟာကိုဘယ်လိုခေါ်လဲဆို desire loop လို့ခေါ်တယ်
ရသွားတဲ့အချိန်မှာပျော်ရွှင်မှုကဖြစ်လာတယ်ဒါပေမဲ့ခဏတာကြာပြီးရင်တော့ရိုးသွားတယ်ပြီးရင်အတစ်ထက်လို့ချင်လာတယ်ဒီတန်ရာကြီးကဒီလိုပတ်နေတာလုံးဝကိုအဆုံးမရှိဘူးအဲ့တော့ဒီရုပ်ဝတ္ထုပစ္စည်းတွေက motivation မဟုတ်ပါဘူးကားကောင်းကောင်းစီးရတယ် iPhone နဲ့အသစ်ဝယ်ကိုင်းတာတွေနောက် luxury watch တွေပတ်တာတွေအဲ့ဒီဟာတွေကိုလိုချင်တဲ့စိတ်ကမမှားဘူးလူတိုင်းလိုချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝက stable မဖြစ်သေးဘဲနဲ့ကိုယ့်ကဒီအရာတွေပေါ်မှာပဲ focus လုပ်လိုက်လို့ရှင်တော့ကိုယ့်ရဲ့ဘဝကပျောက်ဆုံးသွားလိမ့်မယ်တချို့လူတွေကတခြားလူတွေအထင်ကြီးအောင်ဆိုပစ္စည်းတွေဝယ်တယ်ဒါပေမဲ့တကယ်တော့လူတွေကလေခဏပဲစိတ်ဝင်စားကြတာအကြာကြီးဘယ်သူမှစိတ်ဝင်စားဘူးကိုယ့်ဘဝကိုယ်တော့ဘယ်သူဘဝမှစိတ်ဝင်စားကြအောင်အဲကြောင့်ကိုယ်တိုင်တော့မှအခုနောက်ပိုင်းဆိုရင်ငွေရှိလာရင်ပတ်စံရှိလာလို့ရှင်ကိုယ့်ကိုယ်ပဲ investment လုပ်တယ်ကျမဆိုရင်တင်တန်းတွေတက်တယ်အခုဆိုကိုယ့်အတွက်လိုအပ်မဲ့အရာတွေကိုကိုယ်တကယ်သုံးတယ်ပစ္စည်းတစ်ခုကိုလိုချင်တယ်လို့တွေ့ရတဲ့အချိန်မှာဒီပစ္စည်းကိုစဉ်းစားရင်ငါတကယ်ရောလိုအပ်ရလားငါဘယ်မှာသုံးပါလဲတိတ်တိတ်ချာချာနဲ့2ရက်3ရက်လောက်စဉ်းစားပြီးမှဝယ်သင့်မဝယ်သင့်ချင့်ချိန်ပြီးတော့ဝယ်တယ်ဒီနောက်ပိုင်းမှာပေါ့နော်အဲ့တော့စူးစမ်းနေတဲ့အချိန်မှာအရေးကြီးဆုံးက image မဟုတ် background မဟုတ်ကိုကစူးစမ်းနေတဲ့အချိန်မှာပတ်စံမရှိဘာဖြစ်ဘူးရတယ်လေဘာဖြစ်လဲကိုကအောင်မြင်မှုလိုချင်လို့ကိုစူးစမ်းနေရလေအရေးကြီးဆုံးကဘာလဲဆိုတော့ skill တွေအရေးကြီးတယ်ကိုယ့်ရဲ့ mindset တွေကိုကမနေ့ကထက်ဒီနေ့ကပိုတော်လာလားအဲ့ဒီအရာပိုပြီးအရေးကြီးတယ်ကိုယ့်ရဲ့ income တွေရောတိုးလာလားဒါမှမဟုတ်ကိုယ့်ရဲ့ discipline ကိုယ့်ရဲ့စီကံတွေရောတေချာခိုင်မာရဲ့လားအဲ့ဒါကအရေးကြီးတယ်တော်တော်များများကလေဟို rich looking ဖြစ်ချင်ကြတယ်ပြောသူဟိုကြည့်လိုက်ရတဲ့ဟိုတထေးပုံစံပေါက်တာသူများကကိုယ့်ကြည့်ရတဲ့အထင်ကြီးရအောင်လိုချင်ကြတယ်ဒါပေမဲ့အဲ့ဒါကအပြင်ပန်းလေအပေါ်ရံပဲလေချို့လူတွေဆိုလို့ရှိရင်တော့ social ပေါ်မှာတော့အရန်ကိုမှချမ်းသာတယ်သူတို့တော့သုံးနိုင်ဖြုံနိုင်တာသူတို့ပဲရှိရတယ်ဒါပေမဲ့တကယ်ကြတော့သူတို့ရဲ့ဘဝကအကျွေးတွေကလည်းဝိုင်းနေရတယ်လောင်းကစားနော်မှာနစ်နေရတယ်အဲ့လိုလူတွေအများကြီးပဲအဲ့ကြောင့်ဘယ်သူကမှ social media မှာကြည့်ပြီးတော့အထင်မကြီးဖို့တခုတော့ပြောချင်တယ်ပေါ့နော်တကယ်ကကိုယ့်ရဲ့ဘဝကဘာဖြစ်ဖို့ပို့ပြီးအရေးကြီးလဲဆိုရင် rich looking ဖြစ်တာထက် rich becoming တကယ်ကိုနေ့တိုင်းတိုးတက်နေရလားမနေ့ကတည်းကဒီနေ့တိုးတက်နေရလားဆိုတာပို့ပြီးအရေးကြီးတယ်နေ့တိုင်းကိုကပြိုင်ဆိုင်နေရမယ်ပြိုင်ဆိုင်နေရမယ်ဆိုတာကတခြားလူနဲ့ပြိုင်ဆိုင်ရမှာမဟုတ်ကိုယ့်နဲ့ပြိုင်ဆိုင်ရမှာတခြားလူနဲ့ပြိုင်နေဆိုတာကတကယ်တော့ footballing အရင်ကိုပြင်းမှုကောင်းတယ်အဲ့တော့မနေ့ကကိုထက်ဒီနေ့ကိုကပို့ပြီးတိုးတက်လာလားမနေ့တော့ကငါဘာတွေလုပ်လဲမနေ့တော့ငါအင်္ဂလိပ်စာလေးလာတယ်မနေ့တော့က personal branding တွေလုပ်တယ်မနေ့တော့ငါတခြား customer တွေတခြား caring လုပ်တယ်ဒါတိုးတက်တယ်ဒီနေ့မှရောဘာလုပ်လဲဒီနေ့မှမနေ့စောထားတယ်ဒီနေ့မှဖျားရှိခိုးတယ်မနေ့စောပထမ်းရွတ်တယ်နောက်ပြီးတော့အင်္ဂလိပ်စာလုပ်တယ်ဒီနေ့မှငါဘဝအတွက်ငါဘာတွေစာအုပ်တွေဖတ်တယ်စူးစမ်းတယ်တိုးတက်နေပြီအဲ့ဒါမနေ့ကထက်ဒီနေ့တိုးတက်တာက 1% တိုးတက်တာပဲအဲ့တော့ social media တွေကိုပေါ်မှာအချိန်တိုင်းရှိနေရက depression လည်းဖြစ်စေတယ် social media တွေကအမှန်မဟုတ်ဘူးဒီနေ့ခေတ်မှာလေ Instagram နဲ့ Facebook နဲ့ TikTok တွေကြောင့်တခြားလူတွေရဲ့အောင်မြင်မှုတွေချားလို့ရဲ့ luxury lifestyle တွေကိုနေ့တိုင်းမြင်နေရတယ်အဲ့တော့ဘယ်လိုဖြစ်လဲကိုစိတ်တိုင်းမကြတော့ကိုအားမရတော့အားမရဖြစ်လာရောငါရောဘယ်တော့အဲ့လိုဖြစ်လာမှာလဲချို့ဆိုမကောင်းတဲ့လမ်းတွေတော့လိုက်မိသွားတဲ့လူတွေတောင်ရှိရပေါ့နော်အမှပုံလှလေးတွေ coffee time လှလေးမှာပုံနေတင်တာတွေ branded egg လေးတွေကိုင်းတာတွေပြီးရင် travel photo တွေကြိုက်တာတွေသူများတွေ channel key ထွက်နေတယ်ငါတော့ဘာလို့ key မထွက်နိုင်တာလဲဒီတော့တချို့တွေကကြတော့အမှန်တကယ်သွားတဲ့လူတွေရှိပါတယ်တချို့တွေကကြတော့ဒီຢာတွေကိုရဖို့အတွက်နောက်ွယ်မှာသူတို့ဘယ်လောက်တောင်ပေးဆက်ထားရလဲဆိုတော့ကိုယ်တိုင်တော့မသိနိုင်ဘူးလေဘယ်လိုကားပုံလေးတွေသူတို့ရဲ့ကားရောသူတို့ကိုယ်ပိုင်ကားဟုတ်ရလားကိုယ်တိုင်မသိတဲ့နောက်မှာဘသူကိုမှအထင်မကြီးမိဘူးလို့ရယ် iPhone တွေသူများတွေ iPhone ထွက်တဲ့ချက်ချင်းဝယ်ကိုင်နိုင်ပြီငါကျတော့ဘာလို့ဒီဖုန်းပဲကိုင်နေရလဲအဲ့လိုမျိုးစိတ်တွေလုံးဝမဝင်ပါနဲ့တစ်ခါလေကြာလို့ရှင်ကိုကအဲ့ပစ္စည်းတွေကိုမြင်ပြီး pressure တွေအားတက်တယ်ငါလည်းဖုန်းအသစ်လုပ်ချင်တယ်ဆိုပြီးတော့ဒီကိုကအလုံးမလုံးနိုင်တော့ဘူးဒီပစ္စည်းအကြောင်းတွေကိုပဲတစ်ချိန်လုံးခေါင်းထဲမှာတွေးနေရအဲ့တော့အဲ့လိုမလုပ်ပါနဲ့တချို့တွေကဒီကင်မရာနောက်ွယ်မှာဘယ်လောက်တောင်ပေးဆက်ခဲ့လဲဆိုတာကိုနိုင်တော့မသိဘူးတကယ်အောင်မြင်တဲ့သူတွေကကြတော့ဒီຢာတွေကိုသူတို့အတွက်အရေးကြီးရလို့မထင်တော့ဘူးသူတို့ကဖြည်းဖြည်းနဲ့ quiet ဖြစ်လာတာပေါ့နော်အဲ့အောင်မြင်တဲ့လူတွေကြတော့သူတို့ကပတ်စံကိုအောင်မြင်တဲ့လူတွေကကြတော့ luxury တော့မတုံတော့ဘူးနေ့တိုင်းတိုးတက်ဖို့ improve ဖြစ်ဖို့ learning တွေ business တွေသူတို့ future တွေတော့သူတို့ investment လုပ်တော့တယ်သူတို့နားလဲတာကဒီ temporary pleasure ထက်လုံးဝ long term growth ကပဲပို့ပြီးအရေးကြီးရဆိုတော့သူကလက်ခံလာကြတယ်နောက်တစ်ချက်ကလေဟိုဒီပစ္စည်းတွေကလေပျော်ရွှင်မှုတွေကိုမဖြေရှင်းပေးနိုင်ပါဘူး
တချို့လူတွေကစိတ်ပီစီလို့ရှင်း shopping တွေပါတယ်ထွက်ကြတယ်ပစ္စည်းတစ်ခုဝယ်လိုက်ရပေါ့နော်ပတ်စံတွေအများကြီးဖြုံလိုက်တယ်ဒါပေမဲ့အဲ့ဒါခဏတာပဲအဲ့ဒါဆိုတော့ပြဿနာကအပြင်ပိုင်းမှာရှိရမို့ကိုယ့်ရဲ့ဒီအတွင်းပိုင်းစိတ်ထဲမှာပဲရှိရအဲ့တော့ကိုက self worth မရှိတာကိုဒီ brand အနေနဲ့ဖုံးလို့မရပါဘူးနောက်တစ်ခုကလေ loneliness ကိုကအရန်ကို lonely ဖြစ်နေရဲ့အဲ့ဒီအရာတွေကိုဈေးကြီးတဲ့အရာဝတ္ထုတွေနဲ့ဖုံးဖိလို့မရဘူးဖြည့်စီလို့လည်းမရအောင်နောက်တစ်ချက်ကလေ discipline မရှိရကိုကိုယ်တိုင်ကစီကံမရှိရကိုဒီ luxury life တွေဒီ luxury ပစ္စည်းတွေနဲ့ပြင်လို့မရပါဘူးအဲ့တော့တကယ်အောင်မြင်မှုအစစ်ကပါလဲအောင်မြင်မှုအစစ်ဆိုတာကစိတ်တည်ငြိမ်မှုဖြစ်တယ်နောက်တစ်ခုက financial freedom ဖြစ်ပါတယ်ကိုချစ်တဲ့လူတွေကို caring လုပ်ခြင်းကလည်းအောင်မြင်မှုအစစ်ပါပဲကိုယ့်ဘာကိုရွေးချယ်နိုင်နေဆိုတာကလည်းအောင်မြင်မှုအစစ်ပါပဲအဲ့ဒီရှာတွေကဒီ brand ပစ္စည်းတွေတက်နောက်ဆုံးမှာ iPhone တွေတက်နောက်ဆုံးပေါ့ကားတွေထက်ကိုပို့ပြီးတော့အတက်မိုးရှိရပေါ့နော်အဲ့တော့နောက်ဆုံးပြောချင်တာကစူးစမ်းနေတဲ့အချိန်မှာဒီ luxury branded တွေကိုမတုံးနဲ့လို့မပြောချင်ဘူးပစ္စည်းတွေကိုကိုယ့်ရဲ့ goals အနေနဲ့မထားနဲ့ပစ္စည်းတွေကကိုယ်တကယ်လိုချင်တဲ့အရာမဖြစ်သင့်ဘူးကိုယ်တိုင်ကသာကိုယ်တကယ်လိုချင်တဲ့လူဖြစ်တဲ့နဲ့အဲ့တော့အလုပ်လုပ်ပါ skill တွေကိုဖြည့်ပါ mindset တွေကိုတိုးပါ sign life မှုနဲ့တာ growth လုပ်ပါတနေ့ကျရင်ကိုယ်လိုချင်တဲ့ပစ္စည်းတွေကိုဈေးနှုန်းမကြီးပဲနဲ့ဝယ်နိုင်တဲ့သူဖြစ်အောင်ကြိုးစားပါအဲ့တော့ကြိုးစားနေတဲ့အချိန်မှာဒီရုပ်ဝတ္ထုပစ္စည်းတွေကိုမကြည့်ပါနဲ့ကိုယ့်ရဲ့အခြေအနေကိုသိပါလို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာရှိကောင်းလေးပြကြပါစေ